င်္ဂလာပါခင်ဗျာဒီနေ့မှာတော့ဘဝမှာတကယ်ပဲအောင်မြင်တိုးတက်ခြင်းသူတိုင်းမဖက်မဖြစ်ဖက်တဲ့နဲ့ကပ္ပကြောင်ကအကောင်ဆုံးစာအုပ်အုပ်ရဲ့အနှစ်ချုပ်ကိုမျှဝေပေးသွားမှာပါဒီစာအုပ်ကတော့စာရေးဆရာကြီးဒေခါနက်ကြီးရဲ့ How to Win Friends and Influence People ဆိုတဲ့စာအုပ်ပဲဖြစ်ပါတယ်ဘဝမှာအောင်မြင်မှုအတွက်နည်းပညာသို့မဟုတ်ပညာရဲ့ဆိုင်ရာကျွမ်းကျင်မှုက15%ပဲလိုအပ်ပြီးတော့ကျန်တဲ့85%ကတော့လူအများနဲ့အဆင်ပြေအောင်ဆက်ဆံနိုင်စွမ်းအပေါ်မှာပဲမူတည်တယ်လို့ဒီစာအုပ်ကထောက်ပြထားပါတယ်။စာအုပ်ထဲကအဓိကသောချက်သင်ခန်းစာ၄ချက်ကိုအတူတူလေ့လာကြည့်ရအောင်ပါ။လူတွေကိုဝေဖန်ပြစ်တင်ခြင်းမှရှောင်ကျဉ်မှာလူတိုင်းဟာမိမိကိုယ်ကိုမှန်တယ်လို့ထင်တတ်ကြစမြဲပါဘယ်လောက်ပဲအပြစ်ကြီးတဲ့ရာဇဝတ်သားပဲဖြစ်ဖြစ်သူ့ဘက်ကသူ့ရဲ့စင်ကြယ်နဲ့သူရှိနေတတ်ပါတယ်ဒါကြောင့်တစုံတစ်ယောက်ကိုဝေဖန်လိုက်တာဟာသူ့ရဲ့အမှားကိုပြင်ဆင်စေတာထက်သူ့ရဲ့အတ္တနဲ့ဂုဏ်သိက္ခာကိုထိခိုက်စေပြီးအညိုအတေးပဲကြံရစ်စေပါတယ်အတူချုပ်ပြောရရင်ဝေဖန်ခြင်းထက်နားလည်ပေးခြင်းနဲ့ခွင့်လွှတ်ခြင်းကသာအနိုင်ရစေတာပါစေတနာပါသောချီးမွမ်းစကားကိုသုံးပါလူတိုင်းရဲ့စိတ်ထဲမှာငါဟာအရေးပါတယ်ငါ့ကိုလူတွေအသိမဲ့ပြုစေခြင်းနဲ့ဆိုတဲ့ပြင်းပြတဲ့လိုလားချက်ရှိကြပါတယ်ဒါပေမဲ့ဟန်ဆောင်အလိုလိုက်တာနဲ့စေတနာပါပါအသိမဲ့ပြုတာကလုံးဝခြားနာပါတယ်လူတစ်ယောက်ရဲ့ကောင်းကွယ်သို့မဟုတ်ကြိုးစားမှုကိုတွေ့တဲ့အခါစေတနာပါပါနဲ့ပွန့်ပွန့်လင်းလင်းချီးမွမ်းပေးပါဒါဟာသူတို့ရဲ့စိတ်ကိုခွန်အားဖြစ်စေပြီးတော့တင့်အပေါ်လေးစားချစ်ခင်လာစေမယ်နီးလည်မယ်ဖြစ်ပါတယ်အခြားသူတွေရဲ့စိတ်ဝင်စားမှုကိုအလေးထားပါငားများတဲ့အခါငားကြိုက်တဲ့တီကောင်ကိုသုံးရတယ်လို့ပဲလူတွေနဲ့ဆက်ဆံတဲ့အခါမှာလဲငါဘာလိုချင်တာလဲဆိုတာထက်သူဘာလိုချင်တာလဲသူဘာကိုစိတ်ဝင်စားတာလဲဆိုတာကိုဦးစားပေးစဉ်းစားရပါမယ်တစ်ဖက်လူရင်ဆိုင်နေရတဲ့ပြဿနာကိုတင့်ရဲ့ပြဿနာလို့သဘောထားပြီးကူညီပေးမဲ့စိတ်ဓာတ်မျိုးရှိရင်သင်ဟာဘယ်နေရာရောက်လူကြိုက်များပြီးအောင်မြင်သူတယောက်ဖြစ်လာပါလိမ့်မယ်လူအများချစ်ခင်နှစ်သက်အောင်ပြုမှုပါလူအများနဲ့အဆင်ပြေဖို့အတွက်အခြေခံကျပြီးလွယ်ကူတဲ့နည်းလမ်းအချို့ရှိပါတယ်ပြုံးမှာအပြုံးဟာမိတ်ဆွေဖွဲ့ဖို့အကောင်းဆုံးတကားဖွင့်စကားဖြစ်ပါတယ်နာမည်ကိုမှတ်ထားပါလူတစ်ယောက်အတွက်သူ့ရဲ့နာမည်ကကမ္ဘာပေါ်မှာအသာရဆုံးအတန်ပါပဲနားထောင်သူကောင်ဖြစ်ပါစေမိမိအကြောင်းပဲပြောမနေပဲတစ်ဖက်လူပြောတာကိုအာရုံစိုက်နားထောင်ပေးပါအချို့အဖြစ်ပြောရရင်တော့စာရေးဆရာကြီးဒေခါနက်ကြီးရဲ့အဓိကသတင်းစကားကတော့တခြားသူတွေကိုအနိုင်ယူဖို့မကြိုးစားပါနဲ့သူတို့ရဲ့စိတ်ကိုအနိုင်ယူပါဆိုတဲ့အချက်ပါပဲဒီကနေ့ကစပြီးဝေဖန်တာတွေကိုလျှော့စေတနာပါပါချီးမွမ်းစာနာစိတ်နဲ့နားထောင်ပေးမယ်ဆိုရင်သင်ရဲ့ဘဝလူမှုဆက်ဆံရေးနဲ့စီးပွားရေးတွေမှာအံ့ဩဖွယ်ရာအောင်မြင်မှုတွေကိုတွေ့မြင်ရမှာဖြစ်ပါတယ်အားလုံးပဲအောင်မြင်သောဘဝကိုပိုင်ဆိုင်နိုင်ကြပါစေအဆုံးထိနားထောင်ပေးတဲ့အတွက်လည်းအထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ